တင်ပြမဲ့သင်ခန်းစာတော့ကျွန်တော်ဒီမှာထိုင်းစကားပြောအပိုင်း20ပေါ့နော်ထိုင်းစကားပြောအပိုင်း20ထိုင်းစကားပြောအပိုင်း1ကနေတင်လာတာရှိပါတယ်မကြည့်ရသေးရင်သွားကြည့်ပေါ့နော်ဒီမှာဘာဖြစ်လို့သွားမှာလဲဘာဖြစ်လို့သွားမှာလဲဆိုရင်ပိုင်ထမိုင်ပိုင်ထမိုင်ပိုင်ထမိုင်ဘာဖြစ်လို့သွားမှာလဲပေါ်အိုင်ပိုင်ထောအမ်ထမ်မောအိုင်မိုင်ပေါ်အိုင်ပိုင်ထောအမ်ထမ်မောအိုင်မိုင်ပိုင်ထမိုင်ဘာဖြစ်လို့သွားမှာလဲမလိန်နဲ့နော်မလိန်နဲ့နော်ဆိုရင်ယာကိုဟုတ်နာယာကိုဟုတ်နာယာကိုဟုတ်နာအော်ယောအာယာမအေယာကောအိုကိုဟောကောဟုတ်နောအနာယာကိုဟုတ်နာမလိန်နဲ့နော်ဒီမှာမြန်မြန်ပြေးဆိုလို့ရှိရင်ဝင့်လေိုလေိုဝင့်လေိုလေိုသူ့ရဲ့စာတိုင်းဆိုရင်တော့ရေရေပေါ့နော်ရအတန်နဲ့ဒါမဲ့တကယ်စကားပြောမှကြတော့လအတန်ပဲဇာတို့ပြောတာနော်လေအိုလေအိုပေါ့နော်ဝင်းလေအိုလေအိုမြန်ပြေဟောဤငောဝင်းမအေဝင်းရောအေရောရေအိုရောအေရောရေအိုဝင်းရေအိုရေအိုဒါမဲ့တကယ်စကားပြောမှကြတော့ဝင်းလေအိုလေအိုမြန်ပြေဒီမှာဒီနေရာမှာ Wi-Fi ရှိလားဒီနေရာမှာ Wi-Fi ရှိလားဆိုရင်ทีนี่มี Wi-Fi ไหมที่นี่มี Wi-Fi ไหมทออีทีมาเอที่นออีนีมาเอนี่มออีมีเปลี่ยน Wi-Fi เปลี่ยนพอมอไอไหมที่นี่มี Wi-Fi ไหมที่นี่มา Wi-Fi ရှိလား